တံဝရလွန်လေပြီးသောအခါဘာနတိပြည်၌ပြမတမင်းမင်းပြု၏ထိုမင်း၌သား100ရှိ၏အထွေဆုံးသောသားကတံဝရမည်၏ပြမတမင်းကြီးသည်အမတ်တဦးလင်သား1ယောက်ကြအနှံ့၍အတတ်ပညာသင်စေ၏အတတ်ပညာပြည့်စုံသောအခါသားတော်များအားမြို့ကြီးခရိုင်တို့ကိုပေး၏တံဝရမင်းသားသည်ကိုးကြိတ်ကူတော်သောနောင်တော်များနှင့်တူအမတ်တဦးထံ၌အတတ်ပညာသင်ယူရ၏တံဝရမင်းသားသည်ဆရာအမတ်ထံ၌အတတ်ပညာကိုကျိုးနုံစွာသင်ယူ၏ဆရာအမတ်၏အဆုံးအမကိုလည်းနာယူ၏ဆရာအမတ်အားအဖအရာထား၏တံဝရမင်းသားသည်အတတ်ပညာကိုသင်ယူပြီး၍ခမဲတော်ရှိမောင်း၌မိမိတတ်သောပညာကိုပြရန်အချိန်ရောက်လာ၏ထိုအခါတံဝရမင်းသားကဆရာအမတ်အားမေး၏ဆရာအကျွန်ုပ်အားခမဲတော်အားမြို့ကြီးခရိုင်များပေးသနာလင်အထူးပြုရအံ့၏မင်းသားတင်အားမြို့ကြီးခရိုင်တို့ကိုပေးတော်မယူနဲ့နောင်တော်ကိုးကြိတ်ကိုရောက်တို့သည်ခမဲတော်ထံမှထွက်ခွာသွားကြပြီဖြစ်ကျွန်ုပ်ပါထွက်ခွာသွားရင်ခမဲတော်ထံမှတိတ်ဆိတ်သွားပါလိမ့်မည်ခမဲတော်၏ခြေတော်ရင်း၌သာနေလိုပါသည်ဟုလျှောက်တင်တော်ဆရာအမတ်ကအဖြစ်၏တံဝရမင်းသားအားခမဲတော်ပြင်မတမင်းကမြို့ကြီးခရိုင်ကိုပေးသောအခါတံဝရမင်းသားသည်ဆရာအမတ်တွင်တင်ထားသည့်တိုင်လျှောက်တင်၏တံဝရမင်းသား၏လျှောက်တင်ချက်ကိုမင်းကြီးနှစ်သက်သည်ဖြစ်ခြေတော်ရင်း၌ခါသားစေ၏တံဝရမင်းသားသည်ဆရာအမတ်အားမပြတ်ချင်းကပ်၍ဆုံးမတုံတင်သည်တို့ကိုနာယူ၏ဆရာအမတ်သည်တံဝရမင်းသားအားဥယျာဉ်ဟောင်းတစ်ခုကိုတောင်းစေ၏ဥယျာဉ်ထွက်ပန်းမန်တတိတို့မင်းဆွေမင်းမျိုးမူကြီးမတ်ငယ်တို့အားထောက်ပံ့စေ၏ထို့နောက်တဖန်ဆရာအမတ်တုံတင်သည့်အတိုင်းမင်းအားပန်ကြား၍နန်းတွင်မြို့တွင်ရှိမူမတ်ဘူပါအမှုလို့စင်မြင့်တို့အားထမင်းရိတ်ခါတို့ကိုပေး၏တိုင်းဓမ္မမှလာသောကုံတယ်တို့အားလည်းနေရာထိုင်ခင်းများကိုပေး၏ဆရာအမတ်၏အစိုးမမှန်သမျှကိုနာယူဆောင်ရွက်သောကြောင့်အလုံးစုံသောမူမတ်ပြည်သူပေါင်းတို့ကတံဝရမင်းသားကိုချစ်မြတ်နိုးကြ၏ပြမတမင်းကြီးသည်မင်းစည်းစိမ်ကိုကာလရှည်ကြာခံစားပြီးနောက်အခါတစ်ပါး၌နာမကျန်းဖြစ်တေရန်မှုမှု၌မူမတ်တို့ကအရှင်မင်းကြီးလွန်သောထီးနှန်းကိုမြည်သူအားပေးရမည်နည်းဟုလျှောက်၏ထိုအခါပြမတမင်းကြီးကအမတ်တို့ငါ၏သားတရားတို့သည်ထီးနှန်းနှင့်ထိုက်သူကြီးသာသည်သားတရားအနက်အတင်အမတ်တို့နှစ်သက်သူကိုသာထီးနှန်းဆောင်နေကြလောဟုမိန့်မာ၍နှက်ရဆန်လေသည်အမတ်တို့သည်တံဝရမင်းသားအားထီးနှန်းအံ့နေကြ၏တံဝရမင်းသားသည်ဆရာအမတ်၏အဆုံးအမကိုနာယူမြဲနာယူကာမင်းကျင့်တရားနှင့်အညီမင်းပြု၏တံဝရမင်းသားအမှုမတ်တို့ကထီးနှန်းအံ့နှင်းသည့်အကြောင်းကိုကြားကြသောအခါကိုးကြိတ်ကူရောက်သောမင်းသားတို့သည်ထီးနှန်းအရာကိုနောင်တော်ကြီးဆုံးဖြစ်သောဥပောတထမင်းသားပေးအံ့ဟုဘာနတိပြည်သို့ခြိတက်ကဝင်းရန်ကြ၏ထီးနှန်းအရာကိုနောင်တော်ကြီးဥပောတထပေးမိလောစစ်ကိုထိုးမိလောဟုတံဝရမင်းသားထံတဝင်လာဖို့၏တံဝရမင်းသည်ဆရာအမတ်၏အစိုးအမကိုခံယူ၍အစိုးအမတိုင်းခမဲတော်၏ဥစ္စာကိုအစုတရာပြု၍ကိုးကြိတ်ကူရောက်သောနောင်တော်များထံပေးပို့စေ၏ခမဲတော်၏အမွေဥစ္စာအစုကိုယူကြပါနောင်တော်တို့နှင့်စင်မထိုးလိုပါဟုလျှောက်ထား၏ထိုအခါနောင်တော်ကြီးဥပောတထညီတော်များခေါ်၍ညီတော်တို့ငါတို့သည်ထီးပြူကိုတပြိုင်နက်တည်းမဆောင်နိုင်ညီထွေးတံဝရသည်ခမဲတော်၏ဥစ္စာအစုကိုငါတို့အားဆက်၍စစ်မပြုလိုကြောင်းလျှောက်လာ၏ညီထွေးသည်ငါတို့ကရန်သူဖြစ်မဆက်ဆံညီထွေးတံဝရသာလျှင်ထီးနှန်းဆိုးဆန်ပါစေဟုဆိုကြ၏ထို့နောက်ကိုးကြိတ်ကိုရောက်သောနောင်တော်မင်းသားများသည်မြို့တကားကိုဖွင့်စေ၍မြို့ရင်းသို့ဝင်ကတံဝရမင်းနှင့်တွေ့ဆုံ၏တံဝရမင်းသည်နောင်တော်တို့အားနန်းတွင်သို့မရောက်မီကပင်အမတ်တို့အားခီးဦးကြိုဆိုစေ၏နောင်တော်ကြီးဥပောတထသည်ခမဲတော်ကတံဝရမင်းသားအားထီးနှန်းပေးလိုသည်ဖြင့်မြို့ကြီးခရိုင်မပေးဘဲခြေတော်ရင်း၌ထားသည်ထင်၏ကိုးကြိတ်ကိုရောက်သောသားတော်တို့ကိုလွန်၍အထွေးဆုံးသောသားကိုခမဲတော်ကအဘဲကြောင့်ထီးနှန်းအနှင်းလိုသည်ကိုသိလို၏ထို့ကြောင့်တံဝရမင်းသားအားထီးနှန်းရရှိခြင်းအကြောင်းကိုမေးမြန်း၏ထိုအခါတံဝရမင်းသားကနောင်တော်ဥပောတထကျွန်ုပ်သည်သူတော်ကောင်းတို့ကိုစီးကပ်ကိုးကွယ်၏သူတော်ကောင်းတို့ကအကျိုးစီးပွားနှင့်ရှင်သောစကားကိုဆိုတတ်၏ထိုဆုံးမစကားကိုကျွန်ုပ်သည်နာယူ၏အဆုံးအမတိုင်းလိုက်နာပြုလုပ်၏ဤဒီပင်နှင့်ကျွန်ုပ်ထီးနှန်းရခြင်းအကြောင်းဖြစ်၏ဟုဖြေကြ၏ဥပောတထမင်းသားနှင့်တကွနောင်တော်တို့သည်ညီထွေးတံဝရ၏အကျင့်တရားနှင့်ပြည့်စုံသည့်မင်းဖြစ်ကိုနှစ်သက်သဘောကြ၏တံဝရမင်းထံ၌တလာခွဲမျှနေထိုင်ပြီးနောက်မိမိတို့၏မြို့ကြီးခရိုင်ကိုအတီးတီးပြန်ကြလေကုန်သည်